လူတွေကိုတတဝါတွေကိုပေါ့အရာရာမှာစိတ်ကဆောင်းတယ်စိတ်ကိုတက်ကြွနေအောင်ထားခြင်းစိတ်ဓာတိပတိလို့ခေါ်တယ်စိတ်ကထပ်သန်နေအောင်ကိုအမြဲတမ်းတတိထားပြီးတော့နှိုးဆော်ပေးတဲ့တယ်အဲ့ဒီစိတ်ကြာသွားတာနဲ့ဘာမှလှုပ်ချင်ခိုင်းခြင်းစိတ်မရှိတော့ဘူးတော့ဒီစိတ်ကိုအမြဲတမ်းလန်းဆန်းနေရအောင်လက်ဆက်နေရအောင်ကိုတခုခုနဲ့အမြဲတမ်းလှုံ့ဆော်ပေးနေရမယ်လူတိုင်းကတော့အခက်ခဲဆိုတာလူတိုင်းမှာရှိတာပေါ့ဒီလိုအခက်ခဲရှိတဲ့အတွက်ကြောင့်တခါတလေပြုံးလို့တော့မရဘူးဖြစ်နေဒါတွေကိုအခိုက်အတန့်အဖြစ်တော့အမြဲကြုံနေမှာပဲဘဝရှိနေရင်အခက်ခဲဆိုတာအမြဲကြုံနေမှာပဲဒီလိုကြုံနေတဲ့အခက်အခဲတွေကိုကိုကအစိုးရှုထောင့်ကနေပြီးတော့ကြည်မနေပဲနဲ့အကောင်ဘက်ကလေးတွေလိုက်ရှာကြည့်ပြီးတော့ကိုယ်စိတ်ကိုပြန်ပြီးတော့တက်ကြွသွားစေတော့အရာတွေနဲ့အစာထိုးရမယ်စိတ်တက်ကြွသွားစေတော့စကားတွေကိုနားထောင်ရမယ်စိတ်တက်ကြွသွားစေတော့အစာတွေဖတ်ရမယ်ကိုစိတ်တက်ကြွသွားစေတဲ့စကားပြောတတ်တဲ့မိတ်ဆွေမျိုးကိုပေါင်းရမယ်ဒါကိုယ့်အပေါ်မှာအများကြီးမူတည်တယ်စိတ်တွေကြနေလို့ဆိုပြီးတော့ဘယ်မှလည်းမတော်ဘူးဘာမှလည်းမလုပ်ချင်တော့ဘူးဆိုရင်သူကအမောင်တွေကိုတိုးဝင်သွားတာနဲ့တူတယ်အဲ့ဒီလိုမျိုးအရှုံးပေးပြီးတော့အမောင်တွေကိုပဲတော့မှတိုးဝင်မသွားနဲ့ကိုယ်စိတ်ကိုဘာသာရေးအလုံးနဲ့လန်းဆန်းနေအောင်လေ့ကျင့်ပေးနောက်တစ်ခါစာကောင်းပေကောင်းတွေဖတ်ပြီးတော့ကိုယ်စိတ်ကိုတက်ကြွလာအောင်လေ့ကျင့်ပေးတော့ဒီစိတ်ကလေးကိုဂရုအမြဲစိုက်ပါအဲ့ဒီစိတ်ကိုအမြဲတမ်းအဖြူရဲကြီးဖြစ်မနေတောင်မှညစ်ထေးမနေအောင်တော့ဂရုစိုက်ပါစိတ်ညစ်လို့ရှိရင်ဘာအချမ်းညာမှမထွက်တော့ဘူးစိတ်ကညစ်တာနဲ့အမျှလှုပ်ချင်ကန်ချင်စိတ်မရှိတော့ဘူးလဲပြိုကျသွားပြီစိတ်ဓာတ်တွေကျအဲ့လိုလဲပြိုကျသွားတာနဲ့တပြိုင်နက်ခန္ဓာကိုယ်အားကလည်းအလိုလိုရော့ကျလာတယ်နောက်ကျမရေးပါဖောက်တတ်တယ်ကျမရေးမဖောက်စင်နဲ့ကျမရေးကိုအထူးပြုပြီးတော့ဂယုစိုက်အစာအသောက်ကိုဆင်ခြင်ပြီးတော့စားကိုမြတ်မြတ်တတဖြစ်အောင်နေမတော်တဲ့နေရာမတော်နဲ့မလုပ်တဲ့အလုပ်ကိုမလုပ်နဲ့ပို့ပြီးတော့စိတ်ညစ်စရာတွေဖြစ်မသွားရအောင်ပို့ပြီးတော့စိတ်တွေလဲပြိုကျမသွားရအောင်ညောင်လေးချက်တွေအများကြီးထားတာမျိုးတွေလည်းမလုပ်နဲ့အဲ့လိုဖြစ်တဲ့အနေအထားမျိုးလေးတွေနဲ့ကိုအားပေးစိတ်ကိုအမြဲတမ်းပြန်ပြီးတက်ကြွနေအောင်လုပ်တက်ကြွသွားစေမယ့်အရာဘာမှဆိုလုပ်ခွင့်ရှိတယ်ဘာကုသိုလ်မဖြစ်ဖို့ပဲအရေးကြီးတယ်အဲ့တော့နောက်ဆုံးအနေနဲ့စိတ်ကိုအမြဲတမ်းအားဖြည့်ထားပါအတင်ထားပါလို့ပြောချင်ပါတယ်ကမ္ဘာသူကမ္ဘာသားအပေါင်းအခက်အခဲတွေကိုအန်တုနိုင်ပါစေကျမ်းမာချမ်းသာကြပါစေ